INGO ဖွဲ့စည်းတစ်ခုရဲ့အစည်းအဝေးခန်းမမှာကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲတစ်ခုကိုမပန်းဖြူကဥဆောင်ဆွေးနွေးနေပါတယ်။သူမဆွေးနွေးနေတာကိုမှတ်တမ်းတင်သပုံရိုက်ပြီးရင်လွန်ခဲ့တဲ့3နှစ်စီကိုပြန်လည်စဉ်းစားမိပါခဲ့ပါတယ်။နင်ဒါလေးတော့မလုပ်နိုင်ဘူးလားအဲ့ကြောင့်နင်ကိုဘာမှမခိုင်းချင်တာထားခဲ့လိုက်တော့ငါဟာငါပဲလုပ်လိုက်တော့အေရှင်တို့ဘာတူလဲရွှေအင်အားဖွဲ့ရပါလာမဖြစ်ဘူး तू ကမတန်ဆွမ်းဖြစ်နေတာ哦တက်ကလည်းငယ်သေးတယ်မိန်းကလေးတောက်လည်းလွတ်မှာစိတ်မချပါဘူးရွှေရအဖွဲမှာကျမပါဝင်ခြင်းပါတယ်ဒီတစ်ခါပဲရမယ်နော်အဲ့ဒီနောက်မပန်းဖြူကရွှေရင်အားကဆရာမတွေနဲ့အတူရွှေရင်အားရုံးကိုလိုက်ပါလာခဲ့ပါတယ်ဟမ်နေဦးငါကကြံခဲ့ပြီဆရာမတွေရဲ့ရှင်းပြမှုကြောင့်အဖွဲ့အစည်းကြောင်းတည်ထားပြီးဖြစ်ပေမဲ့လည်းအိမ်ပြင်ထွက်ပြီးတခြားလူတွေနဲ့ပြောဆိုဆက်ဆံမှုမလုပ်ဘူးတာကြောင့်စိတ်လှုပ်ရှားပြီးမဝင့်မရဲဖြစ်ကလိုက်ပါလာခဲ့ပါတယ်သူမကရွှေရင်အားအဖွဲ့ရဲ့လှုပ်ရှားမှုတွေအခမ်းအနားတွေမှာတက်ကြွစွာပါဝင်ခဲ့တယ်လို့ဘာနက် Institute ကပံ့ပိုးကူညီပေးတဲ့အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့မှာလည်းအခမ်းအနားမှုဖြင့်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ဒါအပြင်မတန်ဆွမ်းရုံရဲ့ကူညီပံ့ပိုးချိတ်ဆက်ပေးမှုနဲ့ပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးကွန်ပျူတာသင်တန်းကိုလည်း2နှစ်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ဒီသင်တန်းမှာအမြင့်အာရုံမတန်ဆွမ်းနဲ့ကိုရည်ချမ်းနဲ့စတင်စုံစည်းခဲ့ပါတယ်။အခုချိန်မှာတော့မပန်းဖြူက INGO တစ်ခုမှာစေတနာဝန်ထမ်းတစ်ယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲတွေမှာလည်းသူမကိုယ်တိုင်ဥဆောင်တဲ့ကဏ္ဍကနေအားကျုံမှတ်တမ်းပြုလုပ်နေပြီးမတန်ဆွမ်းသူများအရေးနဲ့လူမှုလှုပ်ရှားမှုတွေမှာလည်းတက်ကြွစွာပါဝင်နေပြီပဲဖြစ်ပါတယ်။မိသားစုရဲ့အပြုသဘောအားပေးပံ့ပိုးမှုမတန်ဆွမ်းဖွဲ့စည်းတွေရဲ့လမ်းပြလက်တွေခေါ်ဆောင်မှုနဲ့ပတ်ဝန်းကျင်ရဲ့စာနာနေထွေးစွာဆက်ဆံပေးမှုကုညီပံ့ပိုးပေးမှုတွေကမတန်ဆွမ်းသူတွေကိုလူမှုအတိုင်းဝိုင်းအတွင်းဂုဏ်သိက္ခာရှိစွာပုံမဝင်ဆန့်လာစေပြီးစွမ်းဆောင်နိုင်သူများအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။